social media ခေတ်သစ်လူငယ်တွေအတွက်အခွင့်အလမ်းရင်းမြစ်လက်ရှိခေတ်မှာ social media ဟာလူတိုင်းရဲ့နေ့စဉ်ဘဝနဲ့မထွက်မဖြုတ်ဖြစ်နေပြီး Facebook, TikTok, YouTube, Instagram တို့လို platform တွေဟာဆက်သွယ်ရေးအတွက်သာမကကိုယ်ပိုင်ရည်ချင်းပြသဖော်ပြရန်အခွင့်အလမ်းတွေဖန်တီးရန်အထိအသုံးဝင်နေပါတယ်။ဘလို့အကျိုးကျေးဇူးတွေရှိလဲ။ကိုယ့်ရဲ့တတ်သိပညာတွေမျှဝေလို့ရတယ်။မင်းမှာစေတုပ်အတွေ့အကြုံရှိလား။ supervisor အနေနဲ့အလုပ်တွေကိုစနစ်တကျဦးဆောင်တက်လားဒီလိုအတွေ့အကြုံတွေကိုဗီဒီယိုလေးတွေအနေနဲ့ YouTube, TikTok မှာတင်ဖို့ကောင်းတယ်မင်းကသိတဲ့အရာတစ်ခုဟာတခြားလူတစ်ယောက်အတွက်အဖိုးတန်သင်ခန်းစာဖြစ်နေတာမျိုးဖြစ်နိုင်တယ်။နှစ်ပညာရေးနဲ့လေ့လာမှုအတွက်အကောင်းဆုံးအရင်းအမြစ် social media မှာ motivational videos, tutorial clips တွေအများကြီးရှိပါတယ်။အလုပ်မရှိတဲ့အချိန်မှာ scroll လုပ်ပြီးအမြင်ကျလာနိုင်တဲ့နေ့စဉ်တစ်ချိန်လောက်တော့သင်အတွက် knowledge တိုးစေမယ့်အကြောင်းအရာတွေကြည့်ဖို့လိုတယ်။3ကိုယ်ပိုင်အမှတ်တံဆိပ်တည်ဆောက်နိုင်တယ်ကျွန်တော် smart ဆိုတဲ့ channel လေးတစ်ခုတည်ထောင်ပြီး consistent ဖြစ်တဲ့ content တွေတင်မယ်ဆိုရင်တနေ့တော့လူသိများလာမယ်ကို personal brand တစ်ခုအဖြစ်စောင့်နိုင်တယ်အရေးကြီးတာက discipline နဲ့ direction social media မှာတကယ်တိုးတက်ချင်တယ်ဆိုရင်အရေးကြီးတာက content direction ရှိဖို့ပါထို့အပြင်တစ်ပတ်ကို2ကြိမ် video တင်မယ်မြည်သည့်အကြောင်းအရာအမျိုးအစားနဲ့မဆို consistency နဲ့တင်မယ် audience ကိုတန်ဖိုးရှိတဲ့အရာမျှဝေမယ်ဆိုတဲ့အတိုင်းစီကံနဲ့လုပ်ဖို့လိုပါတယ်။နောက်ဆုံးအကြံပြုချက် social media ဟာမင်းကို distract လုပ်နိုင်တယ်လို့အောင်မြင်စေနိုင်တဲ့အရာပါအဓိကကမင်းဘလို့သုံးချတယ်လဲပဲဖြစ်ပါတယ်။မင်းရဲ့အချိန်ကို content ဖန်တီးခြင်းကိုယ်တိုင်တိုးတက်လာအောင်အသုံးချနိုင်တယ်ဆိုရင်မင်းအနာဂတ်ကို social media ကနေတဆင့်ဖန်တီးနိုင်မယ်။ဘဝကတော့စူးစမ်းတဲ့သူကိုတကယ်ပေးတတ်တယ်မင်းကလည်းအဲ့ဒီသူထဲမှာတဦးဖြစ်နိုင်တယ်ကျွန်တော် smart ပါ။